နက်9နာရီရှိပါပြီရှင် Vera ဆေးရုံသွားမှာမို့လို့ပြင်ဆင်ရပါတော့မယ်ပုံမှန်ဆိုရင်တော့ Vera 10နာရီလောက်မှထဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့လောရိုက်မှာမို့လို့ Vera စောစောလေးပြင်ဆင်မှာဖြစ်ပါတယ် Vera အိယာထားရီမူချိုးပြီးတော့မနက်စာစားမှာဖြစ်ပါတယ်ဒီနေ့မနက်စာလေးကတော့ Vera ချပါတီကိုပြင်ဆင်ထားပါတယ်ဆိုတော့ breakfast လေးကို AC စားရပေါ့နော်ပုံမှန်တော့ကြာရင်တော့ Vera breakfast မစားဘဲနဲ့ဆေးရုံတန်းသွားရပေါ့နော်ဒီနေ့ကတော့ vlog လေးရိုက်ချင်တယ် breakfast လေးလည်းစားချင်တာမို့လို့နည်းစောစောလေးထားဖြစ်ပါတယ်ဒါတော့ Vera အခုအဝတ်စားလေးပြင်ဆင်ပြီးတော့ Vera ဆေးရုံသွားရပါတော့မယ်ရှင်ဆေးရုံမသွားခင်လေး outfit check so let's go to work and then I off the door first cool တလေးကဆောင်ရပါတော့ဆေးရုံသွားနေပါဘူးVera အိမ်နဲ့ဆေးရုံနဲ့ကတော့9မိနစ်လောက်လမ်းလျှောက်ရပါတယ်တခါလေကြာရင်တော့မီးပွင့်ဆောက်ရနဲ့10မိနစ်လောက်ပေါ့နော်ဒါပေမဲ့ဒီနေ့ရာဒီဥတုကအပြင်မှာမိုးရမ်းရွာနေတော့ Vera ထီးလေးကိုစောင့်ထားရပါတယ်ခုတော့ရောက်ပါပြီရှင်ဆေးရုံရောက်ပြီဆိုတော့ Vera လောက်ကားထဲမှာပစ္စည်းလေးတွေတင်ပါတယ်။တင်ပြီးတော့ Vera စပင်စီးစရာရှိရလေးစီးရယ်။ Vera ပစ္စည်းလေးလူရာလေးတွေလည်း Vera လိုရဲ့ပစ္စည်းလေးလည်းယူရယ်။ Vera ဘောပင်လေးပါလေးယူပြီးတော့ Vera ဂျူတီချင်းရတော့စပါပြီရှင်။ break time ရောက်ပါပြီရှင်ဆိုတော့ Vera lunch စားမှာဖြစ်ပါတယ်ဒီနေ့အတွက် menu လေးကတော့ Vera Indo ကြက်ကြော်လေးနဲ့ထမင်းပုတ်ပူလေးစားမှာဖြစ်ပါတယ်ဒီမှာတော့ Vera တို့ break time ကိုတနာရပါတယ်ဆိုတော့ Vera တို့ထမင်းစားရယ်ပြီးတော့ကျန်တဲ့ချိန်လေးဖုန်းသုံးနေပေါ့နော် by the way Vera lunch စားရယ်ဆိုပေမဲ့ Vera အခုစားနေအချိန်ကတော့ညနေ9နာရီရှိပါပြီဖိုက်စာနေလို့တော့မသိဘူးဒီနေ့ရဲ့ menu လေးကတော်တော်စားလို့ကောင်းတယ်နည်းနည်းတော့ပူရပေါ့နော်အဲ့ဒါပြဿနာရှိရယ်စားပြီးတော့ Vera ice tea လေးတောက်ပါတယ်ခဏနေကြရင်တော့ Vera ဂျူတီချင်းပြန်စားပါမယ်ရှင်ခုကတော့ Vera ဂျူတီချင်းကပြီးတော့ပါပြီ Vera အိမ်ပြန်มาတော့မယ်ရှင်ဆိုတော့မိုးတွေကလည်းတနေ့လုံးရွာထားတာအရန်အောင်ဆူရွှဲနေရယ်လမ်းလျှောက်ရတော့နည်းနည်းချောရပေါ့နော်ယူဆိုင်နေရပါတယ်ရှင်ည9နာရီခွဲလည်းရှိပြီဆိုတော့လမ်းမှာလည်းလူသိမ့်မရှိတော့ပါဘူးခုတော်တော်ရာဒီဥတုကမိုးတွေအရန်ရွာနေတယ်ဟောလက်ထက်မှာထီတစ်ချောင်းမြဲပါတယ်Yay, Vera finally အိမ်ပြန်ရောက်ပါပြီရှင်။အားတော့လူချိုးစားလာရပါ။အဲ့တော့အခန်းပေါ်ကအဲ့လိုပဲသူကတားရဝတီ။အခုတော့ Vera ရေမိုးချိုးပြီးတော့မျက်နှာတက်တက်တိုက်တယ်။ပြီးတော့ Vera skin care လေးနဲ့လိမ့်ပြီးရင် Vera တခုစားမယ်။စားပြီးတော့ Vera ခဏနားပြီးတော့အိပ်ပါတော့မယ်ရှင်။ Vera channel လေးကိုလည်း like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။ဒါကတော့ The Day in My Life as a nursing assistant တယောက်ဖြစ်ပါတယ်။ဆိုတော့ Sing Money ထိုင်တဲ့ nursing assistant တယောက်ရဲ့ဒီနေ့ vlog လေးဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေလည်းဆက်လာမှာမို့လို့စောင့်ကြည့်ပေးပါအောင်နော်။အကယ်၍ Vera channel လေးကိုလည်းစိတ်ဝင်စားရဆိုလို့ရှိရင် subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။သိချင်တာလေးရှိလို့ရှိရင်လည်း comment မှာမေးသွားခဲ့ဖို့မမေ့ပါနဲ့ Vera အားချင်ကြရင်အများကြီးဖြည့်ပေးမှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်တတာ